အညာမီရဲ့လေတော့ကိုင်းတော့တွေထဲမှာအလေးကျပေါက်လေရှိတဲ့ပင်တစ်မျိုးရှိပါတယ်။သူ့ကိုအဝေးကကြည့်ရင်တော့ဆွေးတွေနဲ့ရဲရဲတောက်ပန်းပွင့်နေကြောက်ရှင်းကရခတ်မလို့ထင်ရပေမဲ့တကယ်တမ်းညီဖို့ကြောင့်လည်းရောက်လာတဲ့အခါမှာတော့သူဟာညာသူညာသားတွေရဲ့ထမင်းဝိုင်းကိုအမြင်ရှက်ဆုံးကြစ်စေခဲ့တဲ့ဆလိုက်တူဖြစ်လို့နေပြန်ပါတယ်။ဟုတ်ပါတယ်။သူကတော့ကျွန်တော်တို့ရင်းနှီးပြီးသားစူပန်းပင်ဖြစ်ပါတယ်။အပြင်မှန်းကြည့်ရင်တော့လေကွင်းပင်နေရာကင်းတွေထဲမှာအလေးကျပေါက်နေတဲ့အဝါလူအနီလူအပွင့်တက်တဲ့စူးရိုင်းပင်တပင်လို့ထင်ရပေမဲ့တကယ်တမ်းသူ့အထဲမှာတိုးဝတ်ထားတဲ့ဇလန်းကတော့စမ်းကြဲလာပါတယ်။ကျွန်တော်တို့စီမှာတော့သူ့ကိုရိုးရှင်းပဲစူပန်းလို့ခေါ်ကြပေမဲ့နိုင်ငံတကာမှာတော့သူ့ကို sunflower လို့ခေါ်တွင်ပြီးသိပ္ပံပညာရှင်တွေကတော့ Cottimus Tinturius လို့ခေါ်တဲ့ရုပ်ခဗေဒနာမည်လှလေးမဲ့ခေါ်ထားကြပါတယ်။စိမ့်ဆူနေတဲ့စူပန်းရွက်နုလေးတွေကိုရင်နွေးပြောစီချက်မမွေးပေမုတ်အီလေးနဲ့ရောနေလိုက်တဲ့အခါမှာထွက်ပေါ်လာတဲ့အရာဟာရုပ်ရှင်းပေမဲ့ဆွဲဆောင်မှုရှင်လုံးလာပါတယ်။အရွက်ပေတာကစူးနုလေးတွေကရှားပေါ်မှာကျွတ်ဆက်ဆက်နဲ့အရာသာတွေ့စီတယ်လို့ဟင်းကျူချက်တော့ကြရင်လဲခတွင်းရှင်လာတဲ့အရာကိုပြီးစွမ်းနိုင်ပါတယ်။ဒီအပင်ရဲ့ရွက်နုလေးတွေကတခြားဟင်းရွက်တွေနဲ့မတူတဲ့ထူးခြားတဲ့ကိုပိုင်ဟန်တစ်ခုရှိနေပြန်ပါတယ်။သူ့ရဲ့အရာသာကအညာသားတွေလိုဟန်ဆောင်မှုကဲပါတယ်။တစ်စက်သေးထည့်ဝါလိုက်ရင်တခြားအရွက်တွေလိုမျိုးပျော်ဖက်မနေပါဘူး။ဝါလိုက်တိုင်းကျွတ်ခနဲ့နေတဲ့အထီတွေရဲ့ရှားပေါ်မှာခတ်တက်လိုနောက်ဆုံးမှာစိန်ပြီးကြံခဲ့တဲ့အရာသာကစူပန်းရဲ့တီးတက်လက်မှတ်ပါပဲဒီလိုထူးခြားတဲ့ခါစိတ်အရာသာနဲ့ကျွတ်ဆက်နေထားကြောက်ပဲသူကိုရေနွေးဖြောပြီးလက်တုံလိုတုတ်ဆက်စာအင်းကျူပဲချက်တော့စားပြီးရင်စားချင်နေတာဖြစ်ပါလိမ့်မယ်ဒါပေမဲ့စူပန်းရဲ့အထွတ်ထိပ်ဇလံကတော့အရွက်မှာမဟုတ်ပါဘူးသူ့ရဲ့အပွင့်မှာပါအပင်ထိပ်ဖြားမှာပွင့်လာတဲ့လိမ်မော်ရောင်ရဲတောက်ပန်းပွင့်လေးတွေကကဘာမှာဈေးကြီးဆုံးဟင်ခက်မွေချိုင်ဖြစ်တဲ့ saffron နဲ့အယောင်စင်တူလုံးလာပါတယ် saffron ဆိုတာကရွှေဈေးနီးပါးပေးမှစားရတဲ့အရာဖြစ်ပါတယ်ဒါပေမဲ့ငွေကြေးမတတ်နိုင်တဲ့တာမန်လူတန်းစားတွေအတွက်တော့ဒီစူပန်းပွင့်ချောက်လေးတွေကပဲအားထားစရာဖြစ်လာခဲ့ပါတယ်ဒါကြောင့်မလို့နိုင်ငံတကာမှာစူပန်းကိုပူဝါမန် saffron လို့တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်saffron အစ်စ်ကိုမဝင်နိုင်တဲ့အခါတံပေါက်လိုထမင်းမျိုးတွေစုပ်ပြုတ်တွေဟင်းလျတွေမှာရွှေဝါရောင်လှလှလေးရဖို့အတွက်ဒီစူပန်းပွင့်ချောက်ကိုပဲအစားထိုးသုံးစွဲခဲ့ကြပါတယ်။ saffron အစ်စ်လောက်ရနံ့မပြင်းပေမဲ့စူပန်းကပေးတဲ့လှပတဲ့အယောင်တွေနဲ့စေးပတ်ဝင်အာနိသင်ကတော့သူ့နီးသူ့ဟန်နဲ့ပြည့်စုံနေပြန်ပါတယ်။ပန်းပွင့်တွေကျွေသွားတဲ့အခါမှာကြံရိခဲ့တဲ့စူပန်းစစ်ဖြူဖြူလေးတွေကလည်းတကယ်ရေဝက်ချရနာတိုက်ပါပဲ။တော်တော်များများကဒီအစိကိုဘာလို့ရမှန်းမသိလို့လွင်ပြစ်တတ်ကြတယ်။တကယ်တော့ဒီအစိကနေကြည်ယူရရှိတဲ့စူပန်းစီဟာကမ္ဘာဈေးကွက်မှာနှလုံးကျန်းမာရေးအတွက်အကောင်းဆုံးစီစရင်ဝင်ဖြစ်နေပါပြီ။ပြေဝစီပါဝင်မှုအနည်းဆုံးနဲ့အာဟာရတန်ဖိုးအမြင့်ဆုံးမှုလို့ကျန်းမာရေးလိုက်စားသူတွေကရွှေလိုတန်ဖိုးထောင်းဝယ်ယူနေကြတာပါ။ဒါတွေမကသေးဘူးဒီအစိကိုလှော်ပြီးရင်းနေချမ်းလို့တောင်းရင်လဲတွေးတင်းအစီကိုကြစေတဲ့အပြင်ငှက်ချစ်သူတွေတော့လဲဒါဟာအစစ်မြင့်ငှက်စာတစ်ခုဖြစ်နေပြန်ပါတယ်အညာမီမှာပေါင်းမရဆိုပြီးတခုတ်တရမရှိလာတဲ့စူမတ်အညာမီမှာပေါင်းမရဆိုပြီးတခုတ်တရမရှိလာတဲ့စူပန်းပင်စူပန်းပွင့်စူပန်းစီတွေရဲ့ငွေဖြစ်နိုင်စွမ်းကကြီးမားလာပါတယ်ကျွန်တော်တို့တမုံထားတတ်တာကတော့ဝမ်းနေစရာနှမျောစရာပါပဲမြန်မာပြည်မှာစူပန်းစီဈေးကွက်သားဖြစ်ထွန်းလာရင်အညာမီလိုအစီကြယုံနဲ့အပင်ပေါက်တဲ့နေရာတွေမှာစူပန်းပင်တွေကိုစီးပွားဖြစ်စိုက်ပျိုးလာနိုင်ပါတယ်စူပန်းပင်တွေမှာစီးပွားရေးတန်ဖိုးအပြင်ကျန်းမာရေးတန်ဖိုးတွေလည်းမြင့်မားစွာရှိနေပါတယ်ရှေးလူကြီးတွေကခါတာကစေးချိုတာကအစာလို့ဆိုခဲ့ကြလို့ပါပဲဒီစူပန်းရွက်ရဲ့ခါစိမ့်စိတ်အရသာဟာခန္ဓာကိုယ်တွေကသွေးတွေကိုတန့်စင်ပေးတဲ့သွေးတန့်စေးတလက်ဖြစ်နေပါတယ်သွေးကြောတွေကအညစ်အကြေးတွေကိုဖယ်ရှားပေးပြီးသွေးလက်ပတ်မှုကိုကောင်းစေတာကြောင့်နှလုံးကျန်းမာရေးအတွက်တဘာဝကပြီးတဲ့လက်ဆောင်မှုတစ်ခုလို့
ဆိုနိုင်ပါတယ်အမျိုးသမီးတွေအတွက်လက်ဆင်တွေ့တာကိစ္စတွေကိုမှန်ကန်စေသလိုကြိုက်ခဲမှုတွေကိုတတ်တာစေတဲ့တဘာဝဆွေကြိုက်ခဲမှုတွေကိုတတ်တာစေတဲ့တဘာဝစေစွမ်းကောင်းဖြစ်ပါတယ်စူပန်စေဖြူဖြူလေးတွေကနေတော်ယူရရှိတဲ့စူပန်စီဟာဆိုလို့ရှိရင်လေကမ္ဘာဈေးကွက်မှာနှလုံးကျန်းမာရေးအတွက်အကောင်းဆုံးစီဖြစ်နေရာယူထားပြန်ပါတယ်သွေးသွင်းကိုလက်စထရောကိုကျဆင်းစေပြီးနှလုံးသွေးကြောပိတ်ယောဂတွေကိုကာကွယ်နိုင်စွမ်းရှိနေပါတယ်ဒါကြောင့်မို့လို့မိတ်ဆွေတို့အနေနဲ့နောက်တစ်ခါစူပန်ခင်ဘီကဖြတ်သွားတဲ့အခါသူ့ကိုတာမန်ပေါင်းပင်တပင်လို့မမြင်မဲနဲ့နေပူရန်ကိုကြံ့ကြံ့ခံပြီးလူသားတွေအတွက်စီရောအစာပါပြီးစွမ်းနေတဲ့အညာမီရဲ့ရွှေဝါရောင်လုံးသားတစ်ခုအဖြစ်မြင်အောင်ပေးကြပါလို့တိုက်တွန်းချင်ပါတယ်ဟုတ်